ဟုတ်ကဲ့ရှင်ဒီနေ့လေးမှာတော့ဇီးဖြူသေးလေးလည်းပေါ်နေတယ်ဆိုတော့ဘူးသီးနဲ့ကြာရိုးလေးနဲ့ဟင်းကချက်မယ်ကျမတို့ဇီးဖြူသီးထောင်းမယ်ပြီးလို့ရှိရင်အမဲသားချက်မယ်အမဲသားမစားတဲ့သူတွေအတွက်ငါးကြော်လုပ်ပါမယ်ကဲအခုတို့အားလုံးလီချွတ်တင်အကုန်လုံးအခွန်လေးချွတ်အကုန်လုံးအဆင်ပြေပြီဇီးဖြူသီးကိုရေဆေးပြီးပြုတ်မယ်ကဲဒီဘက်ကတော့ဘူးသီးဟင်းကချက်ဖို့အတွက်ကျမတို့ကြက်သွန်ဖြူနီချင်းလေးထည့်တယ်ပြီးတော့ဘူးဒီထည့်တယ်ပြီးလို့ရှိရင်ပစွန်ချောင်းမှုတ်ကလေးထည့်တယ်အရေးတောက်ထည့်လိုအပ်တဲ့အရသာမှုတ်ထည့်တာပေါ့နော်တစ်ဖက်ကလည်းဇီးဖြူသီးထောင်းဖို့အတွက်ဇီးဖြူသီးလေးတွေပြုတ်ထားတာရပြီဆိုတဲ့အတွက်ကျမတို့ဟိုဘက်မှာလည်းကြာရိုးလေးထပ်ထည့်ပြီးဟင်းကချက်နေတယ်ဒီဘက်ကတော့ကျမတို့ငရုတ်သီးစိမ့်နဲ့ဇီးဖြူသီးတွေအစီထုတ်တယ်ပြီးတော့ငရုတ်ပြုတ်ထားတဲ့ငရုတ်သီးစိမ့်လေးတွေထောင်းတယ်ကြက်သွန်ဖြူထည့်ထောင်းတယ်ပြီးလို့ရှိရင်ကျမတို့ပစွန်ချောင်းမှုတ်ထည့်တယ်အရသာမှုတ်လေးထည့်တာပေါ့နော်ငရုတ်သီးစိမ့်ရဲ့ကြက်သွန်ဖြူရဲ့ပစွန်ချောင်းရဲ့အရသာမှုတ်ရဲ့ကဲ ready ဖြစ်ပြီးစားလို့ရပါပြီရှင်ပြီးရင်တော့စီလေးစမ်းပေါ့နော်ကိုကြိုက်ရပြီငါးကြော်လည်းရပြီဇီးဖြူသီးထောင်းရပြီဒီဘက်ကအမဲသားချက်ထားတာလဲပင်စိမ့်လေးနဲ့သူကချက်တယ်ကဲအဲ့တော့အဲ့ဒါလေးကလည်းရတာစိုးပေါ့နော်ကဲအဲ့တော့အားလုံး ready ဖြစ်ပြီဆိုတော့စားလိုက်ပါအောင်မယ်bye bye